ဒီနေ့ထွက်လာမဲ့ Redmi Note Series ရဲ့ဖုန်းအသစ်ကို9လပိုင်း14ရက်နေ့မှာမိတ်ဆက်မယ်လို့သတင်းအတိအကျရထားတယ်။အဲ့ဒါအပြင် Redmi ကနေပြီးတော့ချပြထားတဲ့ဒီ spec တချို့လေးတွေကိုလည်းတွေ့ထားတယ်ဒီဗီဒီယိုလေးမှာပြောပြပေးမယ်။ဒီဘက်နာမည်က Redmi Note 70 Pro တခြား Note 70နဲ့ Note 70 Pro Plus တို့ကိုမတွေ့ရသေးဘူး။အခုနေထွက်လာမှာ Redmi 70ဆိုတဲ့နာမည်ထွက်လာမှာဒါမှအဲ့ဒါကိုကြော်ပြီးတော့သူက70ဆိုတဲ့နာမည်နဲ့ထွက်လာတယ်။နာမည်ပြောင်းလဲတွေမကဘဲနဲ့သူ့ရဲ့ဒီဇိုင်းပြောင်းလဲတွေမှာလည်းမနေ့ကဒီဇိုင်းဒီဇိုင်းအနေနဲ့လုံးဝမတူတော့ဘူး။မှန်ခေါင်းမှာကြိုက်တဲ့လူတွေတော့စိတ်မကောင်းပါဘူး။ဒီဖုန်းမှာက flash tip လေးနဲ့လာတယ်။ Redmi Note Series ရဲ့ထုံးစံတိုင်းကြမ်းခန့်မိုင်ဘူပန်တော်တော်လေးအားပေးထားတာတွေ့ရတယ်။အဲ့ဒါပြင်သူတို့က small time mode ဆိုပြီးတော့သူတို့ဖုန်းလေးကိုတင်သားသည်rating စမ်းသပ်ချက်တွေထဲမှာဒီ water resistant စမ်းသပ်တာကြီးအရင်ကျန်းတယ်ကားတစ်စီးတော့မှရွေးအောင်တွန်းနိုင်တဲ့ဒီမီသက်ပိုက်ရဲ့ပြင်းအောင်ကိုဖုံးခံနိုင်ရှိတယ်အမြင်ကပြုတ်ကြရပြီးရေထဲမီတာဘလောက်မှာဘဏ္ဍာနာရီခံနိုင်ရှိရတယ်အဲ့ဒါအပြင်တခြားဒီအခုလောဆယ်အသုံးပြုလို့ရတဲ့ user တွေက rating ဘိုင်းနဲ့ပတ်သက်ပြီးအများကြီးအကျန်းခံမှုဘိုင်းတွေကိုတော်တော်စမ်းသပ်ထားတာမြင်ရတယ်ပြစ်ချတာတွေပြီးရေထဲမှာနှိပ်ထားတာအကြာကြီးဒီကြားတဲ့အိုးထဲထည့်ပြုတ်တာရေခဲတက်တာတွေမှာထည့်ခဲထားတဲ့မျိုးမျိုးလောက်ကြတယ်ဖုံးရဲ့အယောင်ကတော့၄မျိုးရရှိနိုင်တယ်ဒီဇိုင်းပဲပြောင်းလဲရတော့ကင်မရာဘန်းနဲ့ကြောဘတ်ဒီဇိုင်းပုံစံတွေကတော့အရင်သိတာတယ်ဒီကင်မရာဘန်းပုံစံလေးက OnePlus X60 နဲ့သွားဆင်တယ်လို့ထင်ရတယ်ဒါပေမဲ့တူတာတော့မတူဘူးပေါ့နော်ပတ်တွေကတော့အများကြီးမသိရသေးဘူးဒါပေမဲ့ဒီ display ဘိုင်းမှာက feedback နဲ့ကို3500နဲ့အမြင့်ဆုံးနဲ့1 nits အနေဆုံးထားပြီးသုံးလို့ရတယ်ဘက်ထရီမှာက9000 mAh silicon carbon ဘက်ထရီနဲ့100 watt နဲ့အားပြည့်ပြန်သွင်းနိုင်တယ်ဘက်ထရီဘိုင်းနဲ့ပေးထားတဲ့အာမခံကြေးရတယ်မိုက်တယ်သူတို့က4နှစ်အတွင်းမှာဘက်ထရီခဲက80%နှုန်းထိရောခဲ့မယ်ဆိုရင်သူတို့ကအခမဲ့ပေါ့ဘက်ထရီအသစ်တစ်လုံးပြန်လဲပေးတယ်ပြန်တက်ဆင်ပေးတယ်ဒါသူတို့ရဲ့ဘက်ထရီပေါ်မှာထားတဲ့ confidence အရင်မိုင်လွန်းနေတယ်အဲကြောင့်ကျွန်တော်တို့နေတဲ့ဒီအာမခံနဲ့မပတ်သက်ဘူးဆိုပေမဲ့ global ထဲဝင်လာတဲ့အခါမှာဒီဘက်ထရီကတော့စိတ်ချလို့ရလောက်မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့အခုလိုမျိုး short video လေးနဲ့ breakdown video တွေတင်သွားမှာမို့လို့စိတ်ဝင်စားလိုက်ရင်ဘောလို့နှိပ်ထားခဲ့ကြပါကျွန်တော်ကတော့ကိုမီပါနောက်မှပြန်တွေ့ကြတာပေါ့